အားလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့ကိုသိမသိတဲ့အကြောင်းအရာလေးကိုပေါ့နော်ရှာဖတ်ရင်းနဲ့မှာ skin care အတွက် facial mask လေးတွေကတ်တာတကယ်အကျိုးရှိရဲ့လားဘယ်လိုမျိုးအကျိုးရှိစေရလဲပေါ့နော်အဲ့ဒီအကြောင်းလေးကိုရှာဖတ်ရင်းနဲ့ကိုလိုမျိုးပေါ့နော်သိမသိသေးတဲ့သူတွေအတွက်မျှဝေပေးလိုက်ပါတယ်ခုဆိုရင် mask လေးတွေကပေါ့နော်ရွေးချယ်စရာတွေရမ်းများတယ်ရှိမတ်တွေမှာမှ jelly mask တွေလည်းပေါ်လာတယ်အရင်သုံးနေကြ clay mask တွေ cream mask လေးလည်းရှိတယ်ပေါ့နော်ဘယ်ဟာလေးတွေသုံးကြမလဲဘယ်ဟာလေးတွေကပိုကောင်းလဲဆိုတာလေးလည်းရှာဖတ်ဖြစ်ပါတယ်ဒါလေးကို share ပေးပါမယ်နော်ခုနောက်ပိုင်းမှာကျတော့ new skin care ပေါ့နော် products လေးမျိုးစုံလေးပေါ်နေတာဆိုတော့လေ mask လေးတွေကို skin care device လေးတွေ products လေးနဲ့လည်းတွဲသုံးလို့ရတာပေါ့နော်အရင်တော့ကတော့လေ mask လေးတွေကချွေးပေါက်ကျဉ်လို့ပေါ့နော်အဓိကတော့မဲဆက်တတကျဉ်လို့သုံးဖြစ်တာပါဒါပေမဲ့တကယ်ဖတ်ကြည့်လိုက်တော့ပေါ့နော်သူကကြတော့ချွေးပေါက်တတအောင်ကခဏပဲလုပ်ပေးနိုင်မှာပေါ့နော်ကိုပွဲသားပွဲလာရှိမှအမြဲတော့ဖြစ်နေမှာတော့မဟုတ်ပါဘူးအခုဆိုရင်ပေါ့နော်ဒီမှာဆိုရင် skin care daily routine နဲ့ face mask နဲ့အကြောင်းလေးကိုရှင်းပြထားတာပေါ့နော်ဒါလေးကကြတော့ AI ကိုပဲဇာတ်လေးလောက်ခိုင်းလိုက်တာ AI ကလုပ်ပေးတာပါညာဘက်ခြမ်းကိုကြည့်လိုက်မယ်ဆိုရင်ပေါ့နော်တခါလေ face mask booster လို့ပါပြီးသားပေါ့နော်အဲ့တော့ face mask ကတကယ်တော့ boost လုပ်ပေးရုံမှာပဲပေါ့နော်သူက long term effect တော့ရမှာမဟုတ်ပါဘူးဘယ်လိုလုပ်ရမလဲဆိုရင်တော့ skin care routine ကတော့ daily ကို essential မဖြစ်မနေလုပ်ပေးရမှာပါ daily skin care routine ကကြတော့ကိုယ်အသားရည်ကိုထိမ့်သိမ်းမှုရယ်ပြီးတော့ကြာရှည်တဲ့ result ကိုရဖို့အတွက်ကတိတိလုံးမရမှာပါfacial mask တွေကတော့ရန်ပိုင်ရန်ခါမှာပဲ skin booster အဖြစ်အသုံးပြုမှာဖြစ်ပါတယ်။သူက short term boosting effect ကိုပဲရမှာပါ။ဥမာပွဲသွားခြင်းလို့ပေါ့နော် healthy skin လေးဖြစ်ချင်တာတခုခုပေါ့နော်လှုပ်ရှားရှိလို့မို့လို့ skin လေး glow ချင်တာမျိုးအတွက်ဆိုရင်တော့ဒါမှမဟုတ်လေbeach တွေပါလေးပေါ့ခီးတွေပါလေးပြန်လာလို့ skin လေးကိုပြန်ပြီးတော့ကောင်းအောင်လုပ်ဖို့အတွက်လောက်ပဲလိုပါတယ်။ mask အမျိုးအစားတွေလေအများကြီးရှိပေမဲ့အဓိကကတော့လိမ့်ရတဲ့ mask နဲ့ကတ်ရတဲ့ mask ပေါ့နော်အဲ့ဒါလေးပဲအဓိကခွဲလိုက်လို့ရမှာပါဒါပေမဲ့လိမ့်တဲ့ mask တွေမှာဆိုရင်တော့ပေါ့နော်အခုဆိုရင် overnight mask တွေ sleepy mask တို့ပြီးတော့ webby mask ဆိုပြီးတော့ပေါ့နော်မနက်မှပြီးရောလိုရတဲ့ mask တွေလည်းပေါ်လာတော့အများကြီးတော့ဖြစ်နေတာပေါ့နော် mainly ကတော့2မျိုးပဲရှိပါတယ် personally ဆိုရင်တော့လေလိမ့်ရတဲ့ mask တွေကိုပဲပို့ကြိုက်ပါတယ်ရှိ mask တွေကကြတော့လေအရည်တွေကြတာရောအေးတာရောနဲ့အိုက်ဆန်စီရှင်ရောမကြိုက်လို့ပါလိမ့်ရတဲ့ mask တွေမှာဆိုရင်တော့လေလိမ့်ပြီးတော့ဆေးချတဲ့ mask ကိုပဲပို့ကြိုက်ပါတယ် sleepy mask ကတော့လေသုံးဘူးတာကများသောအားဖြင့်ပေါ့နော်မနက်မှာအစီပြန်တယ်လို့ခံစားလို့အရင်ကြီးမကြိုက်တာပါပြီးတော့ mask လေးလည်းကြိုက်ပေမဲ့လေကိုနဲ့တော့အရန်အဆင်မပြေဘူးပေါ့နော်တိတ်ဆိတ်မရှိဘူးနောက်တစ်ခုကကြတော့ webby mask ကတော့အရင်တစ်ခေါက်က review လုပ်ပေးဘူးသလိုပဲပေါ့နော်ကိုကညအိမ်မပြောတတ်တော့အစိုးကြီးခြောက်သွားတယ်ခြောက်တော့ခွာချင်နေတယ်ခွာချင်တဲ့စိတ်နဲ့ပို့အိမ်မပြောဘူးပေါ့မနေ့မှလည်းလေ तू က skin ကပေါ့နော်ကို skin care တွေအကုန်လုံးကို तू ကထုတ်ထားတဲ့အခါကျတော့လေဆိုတော့နှာခေါင်းထဲမှာပေါ့နော်အစီပြန်သလိုလေးတွေတော့နည်းနည်းဖြစ်ပါတယ်ဒီပုံလေးအတိုင်းပဲပေါ့နော်ကြည့်လို့လည်းကောင်းသလိုအဲ့လိုလေးရန်ဂလိုးနေတာကြတော့လေတိတ်တော့မနေတတ်ဘူးပေါ့နော်အဓိကတော့တိတ်မသုံးဖြစ်တာကကြတော့လေအဲ့လိုညအိမ်မပျော်စေတဲ့ effect လေးရှိလို့ပါwebby mask တွေကတော့ပေါ့နော် loss and medic ကျူပါပဲရန်နာမည်ကြီးနေတာပါ overnight mask တွေကတော့လေအဲ့ကိုရီးယား brand လေးတွေကစပြီးတော့နာမည်ကြီးနေမယ်အခုလောဆယ်တော့ Keys ကဟာကတော့နာမည်အကြီးဆုံးဖြစ်နေရလို့တော့ဘယ်မှာရှာတွေ့ပါတယ်ဒါမဲ့မသုံးဘူးပေါ့နော်ကိုရီးယားတခုပဲသုံးဘူးပါတယ်သုံးဘူးတဲ့သူတွေရှိရင်လည်း review လေးပေးပါအောင်နော်ဘယ်ဟာလေးကကောင်းတယ်ဘယ်ဟာလေးကစမ်းသင့်တယ်ဆိုပြီးတော့လေ comment လေးမှာမှတ်ပေးသွားပါအောင်နောက်မှလည်း review ကောင်းတာလေးတွေကိုနည်းနည်းလေး share ပေးပါမယ်နော်ဒါကတော့လေရှိ mask တွေပေါ့နော်ရှိ mask တွေကတော့လူကြိုက်ပုံများတော့ရှိ mask တွေအကြောင်းလေး review နည်းနည်းလေးပေးပါမယ်အများကြီးမှတ်နိုင်တော့လေ Biodance က Bio Collagen mask လေးကအကောင်းဆုံးလို့ပြောပါတယ် overall performance ပေါ့နော်ဒါကတော့သူပြထားတာပေါ့နော်ကိုကတော့ after မှာတော့ glow သွားတာပဲတွေ့ပါတယ်
budget friendly ရတော့လေ Medihia healing solution mask တွေရတော့အကောင်းဆုံးလို့ပြောပါတယ်သူတို့ကတော့လေဒီမှာ4500လောက်ပဲရှိပါတယ်ဒီ chorus ကထုတ်တယ်ပေါ့နော် Advanced Music ကဒီအဝါရောင်ကတော့လေဘယ်မှမဆို review ရမ်းကောင်းနေတာပါသူကလေ sneeze နဲ့မတည့်တဲ့သူမှာတော့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့သူကလေ essence နဲ့အရန်နဲ့မေးကြည့်တယ် K beauty product မှာကျတော့သူကတော်တော်လေးကို review ကောင်းနေတဲ့မှာပါပါတယ်Baudance ကတော့လေရှေ့ရ overall မှာလည်းသူပဲ brightening မှာလည်းသူပါပဲ Baudance ကလည်းတိုနာလေးလည်းနာမည်ကြီးပါတယ်ဒါတော့လေမျက်နှာအစ်တဲ့သူတွေဖောင်းတဲ့သူတွေဒီ puffing တွေနာမည်အကြီးဆုံးကတော့လေဒီ loop လေးလို့ဆိုပါတယ်တခါမှတော့မမြင်ဘူးပါဘူးအခုတော့လေ western cell တွေဂျိုင်းမှာရမ်းနာမည်ကြီးတာပေါ့နော်ဒီ jelly mask ထဲမှာနာမည်အကြီးဆုံးနဲ့ best glowing ရတော့ Medichu ပါပဲmodel တွေတို့ပေါ့နော်ဒီ Hailey Bieber တို့သုံးနေမို့လို့ရမ်းနာမည်ကြီးပါတယ်Neutrogena ကတော့လေသူက drugstore product ဖြစ်တယ်ပေါ့နော်အရန်လေးကောင်းပြီးတော့ friendly ဖြစ်ပြီးတော့လေလူတိုင်းနဲ့လည်း safe ဖြစ်ပါတယ် Neutrogena ကတော့လေခု clay mask တွေမှာပေါ့နော် try ကျင်နေတာက VT short ရဲ့ Exozone clay mask တွေလည်း try ကျင်ပါတယ်ဒါပေမဲ့ review တွေဖတ်တော့လေ best overall ကတော့ Innisfree က clay mask လေးဖြစ်ပါတယ် hydration ကိုပေးတာတော့ Mario ကဒီဟာလေးလို့ပြောပါတယ်ခဏတွေ့ပါတယ်သူ့ကိုလေနောက်ပြီးတော့ sensitive တွေအကောင်းဆုံးကတော့လေဒီ glow recipe ကwatermelon mask လေးလို့ပြောပါတယ်post အတွက်ဆိုရင်ဒီ origin ကပန်းရောင်လေးပေါ့နော် skin retexturing mask လေးရယ်နောက်ပြီးတော့ဒီ cooking mask လေးကတော့ acne အတွက်အကောင်းဆုံးလို့ပြောပါတယ်နောက် fresh ကလေ purifying mask လေးကတော့ oily skin အတွက်အကောင်းဆုံးလို့ပြောပါတယ်အဲ့တော့လေsheet mask လေးနဲ့ clay mask လေးတွေရဲ့ပေါ့နော် pros and cons လေးတွေကိုလေAI ကနေမေးပြီးတော့ဇာတ်လေးချပြီးတော့လေ့လာထားတာလေးလည်း share ပေးလိုက်ပါတယ်ရှိမှတ်လေးရဆိုရင်ပေါ့နော်အဓိကတော့သူက glowing နဲ့ clear skin brightening အတွက်အဓိကသွားပြီးတော့ clay mask လေးတွေကကြတော့ဝက်ချန်ဆောက်ဝက်ချန်စီပြန်တာ detox လုပ်တာနဲ့ deep cleansing အတွက်ထွေးပေါက်ကျတာတို့လည်းသွားပါတယ်ကောင်းကျိုးတွေကတော့လေ clay mask ကကြတော့စီဖိုးတွေကိုဖယ်ပေးမယ်မတန့်စင်တော့ဖယ်ပေးမယ် post တွေကိုတန့်စင်စေမယ်အားကြောင့်မို့သူကဝက်ချန်တို့စားဝက်ချန်တို့တက်တာစီမှာဖြစ်ပါတယ်ရှေ့မတ်လေးတွေကကြတော့လေသုံးရတာလွယ်ကူတယ်ပေါ့နော်ပြီးတဲ့အခါကျတော့လေနောက်ပိုင်းမှာဆိုရင် glory လွတ်လေးရတယ်ပေါ့နော်ဆိုးကျိုးတွေကကြတော့မကောင်းတဲ့ချက်တွေကပေါ့နော်ရှီမတ်တွေကကြတော့လေ combination skin အတွက်ကိုယ်အတွက်ဆိုရင်ပေါ့နော်အဲ့လိုမျိုးဆူပမြောင်ကြီးနဲ့နေရတာအဆင်မပြေဘူးပေါ့နော်ပြီးတော့အေးဖြစ်တဲ့ကိုယ်အတွက်ကတော့လေဒါပေမဲ့ချိုးသူတွေတောက်က sticky ဖြစ်နိုင်နေပေါ့နော်ပြီးတော့သူကလေရေပြန်မစေးရတဲ့ခါကျတော့ cleansing benefit မှာများနည်းနည်းပြဿနာတက်မလားဆိုပြီးတော့ရှိနိုင်ပါတယ်တဲ့clay mask တွေပေါ့နော်ဒီ cream mask တွေရဲ့ဆိုချိုးကကြတော့သူကအကြာကြီးထားမိတယ်ပေါ့နော်မအားလို့ဖြစ်ထားမိရင်ကြတော့ over drying ဖြစ်နိုင်တယ်ပြီးတော့လေသူကလိမ်းရတော့လေ never ပေးတယ်ပေါ့နော်လက်တွေတို့ surface တွေတို့ပစ္စည်းတွေတို့ပေးတာပေါ့နော်အကြာကြီးထားလိုက်လို့ရှိရင်လေသူက skin barrier ကိုပြတ်နိုင်ပါတယ်ကောင်းတာတော့လေshe mask တွေကကြတော့ dry normal sensitive နဲ့ dark skin တွေအတွက်ကောင်းတယ်ပေါ့နော်clay mask ကကြတော့ oily combination acne blackhead ပေါ့နော်ပိုးကျဲတဲ့သူတွေမှာဆိုရင်အဆင်ပြေပါတယ် clay mask ကိုကြတော့လေတစ်ပတ်ကိုတစ်ချိန်လောက်ပဲသုံးသင့်ပါတယ်တဲ့အရန် oily ဖြစ်လို့ရင်တော့နှစ်ချိန်လောက်ပဲသုံးသင့်ပါတယ်တဲ့ sheet mask ကတော့လေတစ်ချိန်ကနေ3ချိန်ထိသုံးလို့ရတယ်ဒါပေမဲ့အခုအားလေ daily mask ဆိုပြီးတော့ mask တွေကိုဘူးနဲ့ကိုအခု30ပါတဲ့ဟာတွေလေလာနေတယ်ပေါ့နော် result ကကြတော့ရှိမတ်သုံးလိုက်မယ်ဆိုရင်ကြတော့ဆူဆူရွှဲလေးနဲ့ပေါ့နော် glow skin လေးရမယ် clay mask လေးရတော့လေသူ့ကိုသုံးပြီးပြီဆိုလို့ရှိရင်ပေါ့နော်မျက်နှာတိတ်ကလေးနဲ့ချွေးပေါင်လေးတွေကျင်းသွားတယ်တန့်စင်သွားတယ်ဆိုတဲ့ခံစားချက်လေးခံစားစေမှာပါဘယ်ဟာလေးတွေပို့သဘောကျလဲ comment မှာပြောခဲ့ပေးပါအောင်နော် mask ကတော့လေအများကြီးတော့မသုံးဘူးပါဘူးclay mask လေးတွေဆိုရင်တော့လေ origin ကဟာလေးသုံးဖူးတယ်ပြီးတော့ Innisfree ကသုံးဖူးတယ်နောက်တစ်ခုကကြတော့
အဲ့ခီးကဟာသုံးမှုတယ်ပေါ့နော်ခီးကလေးရတော့လေအကြိုက်ဆုံးပဲအဲ့ volcano clay mask လားမသိဘူးသူကလေလေးနိုင်လို့ရှင်အဲ့လိုမျိုးပေါ့နော်ပူရှိန်လိုမျိုးပေါ့နော်အဲ့လိုမျိုး sensation လေးရတယ်ပြီးရင်လည်းလို့တန့်စင်သွားလို့ခံစားရတယ်ပေါ့နော် image free ဟာလေးကလေဆောနာမှာပါတဲ့ဟာလေးတော့မဟုတ်ဘူးသူက volcano mask ပေါ့နော်အဲ့ဒါတော့မကောင်းဘူး Laneige က water sleeping mask ကတော့လေအစီပြန်လာလားဘာမှမထူတာလားမသိဘူးမချိုက်တာပဲမှတ်မိပါလေဟိုတနေ့ကလေအဲ့ဆိုက sleeping mask လေးသုံးကြည့်ရတော့လေအဲ့ဒါလေးကတော့အဆင်ပြေပါတယ် sheet mask ထဲမှာတော့လေ budget တရားဆိုရင်တော့ Garnier sheet mask လေးတော်တော်ကြိုက်ပါတယ်အခြားလဲပေါ့နော် SK2 တို့ SD တို့တော့လည်းသုံးဖြစ်ပါတယ်ဒါပေမဲ့လေချက်စီပဲသုံးမှုတွေပေါ့နော် sheet mask တွေကသိမသုံးဖြစ်ပါဘူးဒါလေးကလေ Jejon Cosmetic ကထုတ်တဲ့ပေါ့နော်ဒီပိုင်းအောင်လေးကိုတော့လေရန်ကောင်းမယ်လို့ထင်ပြီးတော့သူ့တစ်ခုပဲ10ချက်လောက်ဝယ်ပြီးသုံးမှုတော့ပေါ့နော်ဒါပေမဲ့လေကက်စီနဲ့မကြိုက်ပါဘူးအရင်တော့ကလေ Korea Cosmetic တော်တော်များပေါ့နော်အဲ့ Laneige တို့ရောပြီးတော့အဲ့တော့ငါပေါ်တဲ့၄မျိုးလောက်ကိုသုံးကြည့်တော့လေအကုန်လုံးကအစီတွေပြန်ပြီးတော့ချွဲဖြစ်နေပေါ့နော်မကြိုက်ပါဘူးခုနောက်ပိုင်းတော့လေပေါ်တဲ့ mask လေးတွေကကောင်းမယ်လို့ထင်ပါတယ်ကိုရီးယား cosmetic တွေကလေအရင်တုန်းကလိုမျိုးအစီတွေပါလည်းမပြန်တော့ဘူးပေါ့နော်တော်လေးသုံးလို့ကောင်းတာတွေ့ရပါတယ်သုံးလို့ကောင်းတဲ့ mask လေးရှိရင်လည်း share ပေးပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်